ဒီလူကတော့မြေကြီးပေါ်ကိုရေတစ်ခွက်တာမှန်ပဲခတ်ပတ်လိုက်တာပါဒါပေမဲ့6တွေ့တည်ဆုံးနေတဲ့စပစ်နယ်ပင်တွေဒီလောက်မြန်တဲ့နှုံနဲ့ပြန်ရှင်တန်လာလိမ့်မယ်လို့သူဘယ်တော့မှမတွေးခဲ့မိပါဘူးသူဟာဘာမှမသိပဲဒီရေတွင်းရေကိုခတ်တောက်လိုက်မိတဲ့အခါချက်ချင်းဆိုသလိုပဲတကူလုံးမီးလောင်ခံရတယ်လို့ပူထူလာပြီးမကြခင်မှာပဲကြီးမားတဲ့ပိုးအိမ်ကြီးတစ်ခုကသူ့ကိုရစ်ပတ်ပိတ်ဆို့သွားပါတော့တယ်ပိုးအိမ်ထဲကနေပြန်ထွက်လာတဲ့အချိန်မှာတော့သူ့ရဲ့ခန္ဓာကိုယ်အင်အားဟာအစပေါင်း30ဆလောက်တိုးပွားလာတာကိုတွေးလိုက်ရပါတယ်ဒါဟာဟိုရေတွင်းရေကြောင့်ပဲလို့သူရိပ်မိသွားပြီးချက်ချင်းပဲအပြေးလွှားပြန်သွားကြည့်လိုက်တဲ့အခါအန်အောမင်တက်စရာကောင်းတော့အောင်6တွေ့နေတဲ့နွယ်ပင်တွေမှာစပစ်တီးတွေအပြုတ်လိုက်အခိုင်လိုက်တီးနေတာကိုတွေးလိုက်ရပါတော့တယ်ဒီရေတွင်းရေမှာတဘာဝလွန်အစွမ်းတက်တီတွေရှိနေတယ်ဆိုတာသူနောက်ဆုံးတော့သဘောပေါက်သွားခဲ့ပါပြီသူစပစ်တီးတစ်လုံးကိုခူးပြီးမြည်ဆန်းကြည့်လိုက်တဲ့အခါဆူရှာတဲ့အနက်မွေ့မွေ့လေးကသူ့ကိုအားအင်တွေပြည့်ရှံသွားစေပါတယ်ဒါနဲ့ပဲသူဟာဒီစပစ်တီးတွေကိုဈေးထဲချက်ချင်းယူသွားပြီးရောင်းပါတော့တယ်သူတတ်မှတ်လိုက်တဲ့ဈေးကတော့စပစ်တီးတစ်ခိုင်ကိုအမေရိကန်ဒေါ်လာ80တောင်များဘေးပတ်ဝန်းကျင်ကလူအုပ်ကြီးကတော့ဒီလူယူနေပြီလို့ပဲထင်နေကြတာပေါ့သူကတော့ဘာမှအရှိကြီးရှင်းမပြပဲမြည်ဆန်းကြည့်ဖို့စပစ်တီးတချို့ကိုပဲဝေပေးလိုက်ပါတယ်အံ့ဩစရာကောင်းတာကအဲ့ဒီစပစ်တီးကိုစားပြီးတာနဲ့အဲ့ဒီလူဟာနတ်မိမဲ့တပါလိုလေတဲ့ကိုပြန်တက်သွားခဲ့ပါတယ်စပစ်တီးရဲ့ထူးခြားဆန်းပြတဲ့အစွမ်းကိုမြင်လိုက်ရတဲ့လူတွေဟာလူရက်ပြီးတော့ကိုဝယ်ကြပါတော့တယ်အဲ့ဒီအချိန်မှာဟိုတယ်မန်နေဂျာတယောက်ကအနားကနေဖျက်လျှောက်သွားရင်ဆက်စုကျင်စိမ့်နဲ့တခိုင်ဝယ်ပြီးသူ့သေးစီယူသွားပေးလိုက်ပါတယ်သူ့သေးကတကိုက်တင်အနှဲငယ်ကိုက်စားကြည့်လိုက်ရုံရှိသေးချက်ချင်းပဲအသက်ရှူရတာချုံမွေးပေါ်ပါသွားပြီးနှစ်ပေါင်းများစွာသူ့ကိုဒုက္ခပေးလာခဲ့တဲ့ရင်ကျက်ပန်းနိုင်ရင်ကျက်ယောဂပါချက်ချင်းပျောက်ကင်းသွားပါတော့တယ်တထေးဖြစ်သူကမန်နေဂျာကိုစပစ်တီးအလုံးကိုအကုန်စင်ပြက်ဝယ်ဖို့ချက်ချင်းခိုင်းလိုက်ပါတယ်တပြိုင်နက်တည်းမှာပဲဒီလူကတော့ပိုပြီးကြီးမားတဲ့အစီအစဉ်တစ်ခုကိုပြင်ဆင်နေပါပြီသူဟာမြေပြင်အနှံ့ခရမ်းကျင်သည့်မျိုးစေ့တွေကိုကျဲပတ်ပြီးအဲ့ဒီမျိုးစေ့တွေကိုမှော်ရည်တွင်းရည်နဲ့လောင်းပေးလိုက်ပါတယ်မျိုးစေ့တွေဟာထိမ့်မနိုင်သိမ့်မရယူသွတ်စွာရှင်တန်ကြီးထွားလာပြီးခဏလေးတွင်းမှာပဲတပြင်းလုံးခရမ်းကျင်သည့်တွေဝေစာသွားပါတော့တယ်သူဟာဒီထူးခြားတဲ့ရေတွင်းရည်ရဲ့လှုပ်ဝက်ချက်ကိုလူမသိအောင်ဖုံးကွယ်ထားခြင်းတာကြောင့်ခရမ်းကျင်သည့်အလုံးကိုဈေးထဲအမြန်ဆုံးယူသွားပြီးရောင်းချလိုက်ပါတယ်တခြားဈေးတွေကခရမ်းကျင်သည့်တစ်ပေါင်ကို$2ပဲရောင်းချချိန်မှာသူကတော့ဈေးနှုန်းကိုတစ်ပေါင်ကို$20အထိမြင့်တင်လိုက်ပါတယ်လူတွေအားလုံးကတော့ဒီလူနောက်ပြောင်နေတာလို့ပဲယုံကြည်နေကြတာပေါ့သူ့ဘေးနားကစိုင်ပိုင်ရှင်ကဆိုရင်ဒီလောက်ဈေးကြီးတဲ့ခရမ်းကျင်သီးတွေသာရောင်းထွက်သွားရင်သူကုန်ပစ္စည်းအားလုံးကိုအကုန်စားပစ်မယ်လို့လှောင်ပြောင်တယောခဲ့ပါတယ်အတိအကျအဲ့ဒီအချိန်မှာပဲဟိုတယ်မန်နေဂျာကသူ့ကိုလိုက်ရှာရင်းရောက်လာခဲ့ပါတယ်ဒီနေ့အဲ့ဒီလူစပစ်တီးမရောင်းတာကိုတတိထားမိသွားပြီးတန်တရားစိတ်နဲ့ခရမ်းကျင်သီးတစ်လုံးကိုမြည်ဆန်းကြည့်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူဟာစမ်းကြဲတဲ့စိတ်ကူးရင်ကဘာတစ်ခုတည်းကိုချက်ချင်းကြားရောက်သွားပါတော့တယ်နောက်ဆုံးမှာတော့မန်နေဂျာကခရမ်းကျင်သီးတွေအကုန်လုံးကိုတင်းကျုံဝယ်ယူသွားခဲ့ပြီးဘေးကကြည့်နေတဲ့သူတွေအားလုံးပါဇက်အဟောင်းသားနဲ့အံ့ဩမြင်တက်သွားကြပါတယ်မန်နေဂျာကသူ့ကိုလိပ်စာကတ်တစ်ခုပါပေးခဲ့ပါသေးတယ်အကျိုးအကြောင်းကိုသဘောပေါက်သွားကြတဲ့လူတွေကတော့ခရမ်းကျင်သီးတစ်လုံးတောင်မဝယ်မိခဲ့တဲ့အတွက်အရန်ကိုနောက်တက်ရသွားကြတာပေါ့ဘေးနားကနေစောင်းမြောင်းလောင်ပြောင်းခဲ့တဲ့ဆိုင်သမားကတော့စွန့်ပြီးကြောင်စီစီကြီးရဲ့ကြံခဲ့ကထိုလိုစီးစိမ်ရှိရှိကြွားလုံးထုတ်နေတာကိုပဲဒီတိုင်းငေးကြည့်နေရပါတော့တယ်သူအိမ်ပြန်ရောက်တဲ့အခါမှာတော့သူဈေးရောက်နေတဲ့မြင်ကွင်းတွေကိုသူ့အတန်းဖော်တွေကဗီဒီယိုရိုက်ထားတာကိုတွေ့လိုက်ရပါတယ်သူ့အတန်းဖော်တွေကသူ့ကိုအောက်ခြေလူရန်စာလက်သမားတစ်ယောက်အဆင့်ကနေဘယ်တော့မှတတ်မှာမဟုတ်ဘူးလို့လှောင်ပြောင်ကြပါတယ်ဒါပေမဲ့သူကတော့တခြားလူတွေရဲ့ဝေဖန်လောင်ပြောင်မှုတွေကိုနည်းနည်းမှဂရုမစိုက်ပါဘူးဘာလို့လဲဆိုတော့မကြခင်မှာသူဟာကဘာကိုတုံးလို့သွားစေမဲ့ထူးခြားဆန်းပြတဲ့ကိစ္စကြီးတစ်ခုကိုလုပ်ပြတော့မယ်ဆိုတာသူကိုယ်တိုင်အသိဆုံးမို့လို့ပါပဲ